မောင်တွေလာပြီးနင်းမျက်လုံးရဲ့နောက်ကနေတစ်စဲလုံးဆင်းချောင်းလန်းလို့ရေခေါင်းတွေချက်တီးတစ်ဖြန်းဖြန်းထားလို့ရဲ့ဝိညာဉ်ခေါ်ပန်းများထားရတဲ့ရွှေအောင်လုံးအိမ်မများနဲ့